ပရိသတ်များအားလုံးပဲမင်္ဂလာပါလူတိုင်းနေ့စဉ်နဲ့များခေသွားလာကြတဲ့အခါအများပြည်သူသုံးပို့ဆောင်ရန်တွေဟာမိမိတို့ရဲ့လိုရာခေကိုဘေးကကနဲ့အဆင်ပြေပြေရောက်ရှိဖို့အတွက်အတိကမိကိုရာတစ်ခုဖြစ်ခဲ့ပါတယ်အထူးသဖြင့်မြေထားနဲ့ခေသွားလာခြင်းဟာအေးအေးဆေးဆေးနဲ့တတရရစုခန်းတွေကိုကြည့်ရှုရန်သွားလာနိုင်တဲ့အတွက်လူတော်တော်များများနှစ်သက်ကြတဲ့ခီးစဉ်တစ်ခုဖြစ်ခဲ့ပါတယ်တို့တော့လည်းအများနဲ့သက်ဆိုင်တဲ့နေရာတစ်ခုမှာကိုချင်းတရားနဲ့စီကံကိုမလေးစားပဲပြုမှုလိုက်တဲ့အခါတခြားသောခီးတီတွေအတွက်ကြီးမားတဲ့စိတ်အနှောက်အယှက်နဲ့စိတ်ဆင်းရဲစရာတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒီနေ့မှာတော့မြတ်ထားပေါ်မှာအများပြည်သူစီကံတွေကိုမလေးစားပဲစီကံမေးစွာပြုမှုဆောင်ရွက်ခဲ့ကြတဲ့တော်မြတ်တဲ့ဥဆောင်တော့အမျိုးသမီးအဖွဲ့ရဲ့ဖြစ်ဆက်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာမြတ်ထားပေါ်မှာခီးတီအများပြားစီးနှံလိုက်ပါလာချိန်မှာစတင်ခဲ့တာဖြစ်ပါတယ်။တော်မြတ်တဲ့ဥဆောင်တဲ့အမျိုးသမီးဖွဲ့ဟာယထာသွေးသွမ်းမှာအများနဲ့သက်ဆိုင်တဲ့ပဝန်းကျင်ဆိုတာကိုမေကျော်ပြီးကိုယ်တိုင်ကောင်းဆောင်ကအတန်ကြကြလောင်လောင်ပြုဆိုဆွေးနွေးတာတွေတခြားသူတွေရဲ့ကိုယ်ပိုင် area ကိုကျူးလွန်ပြီးနေရာယူထားတာတွေကိုပြုလုပ်ခဲ့ကြပါတယ်။ဒါရမကပဲယထာဝန်ထမ်းတွေနဲ့အခြားသောခီးတီတွေရဲ့ဝေဖန်တတိပေးမှုတွေကိုလည်းကြုံမဆိုင်ပဲဆက်လက်ပြီးစီကံမစ်စွာပြုမှုခဲ့ကြတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။အဆိုပါဖြစ်စဉ်ရဲ့ရုပ်သံနဲ့တပ်ပုံတွေဟာလူမှုခွင့်ရေးပေါ်မှာပြည့်နေသွားခဲ့ပြီးနောက်တော့အများပြည်သူရဲ့ပြင်းထန်တဲ့ဝေဖန်ရှုတ်ချမှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။လူအများစုကအများပြည်သူတို့စီနံရဲ့ရန်တွေပေါ်မှာအနည်းဆုံးထင်ထင်ရမည်ရင်ကျေးပြူဟာမှုနဲ့စီကံတွေကိုလိုက်နာဖို့ပြက်ကွက်ခဲ့တဲ့တော်များတဲ့တို့ရဲ့လူရဲ့ပေါ်စိတ်ပြတ်မိကြောင်းထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်အထူးသဖြင့်အသက်အရွယ်အိုတွေကလေးလူငယ်တွေနဲ့အေးချမ်းစွာခီးသွားချင်ကြတဲ့သူတွေရှိနေတဲ့ပဝန်းကျင်မှာအခုလိုကိုကြိုးကြည့်ပြီးစီကံမေးစွာပြုမှုခြင်းဟာလည်းတမန်လက်လှူရှုလိုက်ရတဲ့ကိစ္စတစ်ခုမဟုတ်ပဲအများပြည်သူဆိုင်ရာစီကံဥပဒေကိုပါထိခိုက်စေတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်ဒီဖြစ်ရဟာကျွန်ုပ်တို့လူအဖွဲ့အစည်းတစ်ခုလုံးအတွက်သင်ခန်းစာယူစရာဖြစ်ရတစ်ခုလည်းဖြစ်ပါတယ်အများပြည်သူဆိုင်ရာနေရာတွေမိရထားတွေဘတ်စကားတွေပေါ်မှာခီးသွားလာကြတဲ့အခါမိမိတို့ရဲ့လွတ်လပ်ခွင့်ဟာအခြားသူတွေရဲ့ရင်ချင်ခွင့်နဲ့လွတ်လပ်မှုကိုမထိခိုက်စေဖို့ရည်ကြည်ပါတယ်စီကံဆိုတာဖိနှိပ်ဖို့မဟုတ်ပဲအားလုံးအဆင်ပြေပြေစနစ်တကျနေထိုင်နိုင်ဖို့အတွက်သတ်မှတ်ထားခြင်းဖြစ်တာကြောင့်တော်မြတ်တဲ့ဥဆောင်တဲ့အဖွဲ့ရဲ့ဖြစ်စဉ်ကိုသင်ခန်းစာယူကာမိမိတို့ကိုယ်တိုင်လည်းအများပြည်သူဆိုင်ရာစီကံတွေကိုလက်စားလိုက်နာပြီးယဉ်ကျေးသည့်ခီးတီများအဖြစ်ပါဝင်ဆောင်ရွက်ကြဖို့တိုက်တွန်းရန်ဗီဒီယိုကိုဒီမှာပဲညီကုန်းချုပ်လိုက်ရပါတယ်